channel မှာဝင်ရောက်လေ့လာကြတဲ့သူတွေအားလုံးမင်္ဂလာပါခင်ဗျာဒီ channel ကို ENG blog channel ဆိုပြီးတော့နာမည်ပေးထားတယ်ပေါ့နော်ပထမနာမည်ကတော့ SNRT ဆိုပြီးတော့ပေးခဲ့တယ်ဒါပေမဲ့နာမည်ကိုအခုနောက်ပိုင်းမကြိုက်လို့ပေါ့နော်နာမည်ပြောင်းခဲ့တယ်ပေါ့ ENG blog channel ဆိုပြီးတော့ဒါပေမဲ့တချို့အတိမိတ်ဆွေတွေကနေပြီးတော့တချို့အတိမိတ်ဆွေတွေကနေပြီးတော့ ENG blog channel ဆိုပြီးတော့ရိုက်ရှာလို့မတွေ့ဘူးလို့ပြောရတာပေါ့နော်အဲ့လိုမျိုးမတွေ့ဘူးဆိုရင်အရှိခံအင်္ဂလိပ်စာသင်တန်းလို့အဲ့လိုမျိုးလိုက်ရှာလိုက်မယ်ဆိုလို့ရှိရင်တော့တွေ့ပါတယ်လို့နော် ENG blog channel ကိုတော့တွေ့မှာပါဆိုတော့ဗီဒီယိုရဲ့အောက်နားလေးမှာ logo လေးတစ်ခုရှိတယ်ပေါ့နော်ပေါ်လာတဲ့ဗီဒီယိုလေးဗီဒီယိုရဲ့အောက်နားလေးမှာ logo လေးရှိတယ်အဲ့ logo လေးနားမှာအဲ့ logo လေးနဲ့တစ်ဆက်တယ်ပေါ့နော် logo လေးရဲ့ ENG blog channel ဆိုပြီးတော့ရေးထားတဲ့ profile နာမည်လေးပေါ့နော်အဲ့ဒီဟာကိုတော့တွင်းမှာပါလို့နော်ဒါဆိုရင်ဆရာရဲ့ channel ပဲဖြစ်ပါတယ်လို့နော်ဆိုတော့ ENG blog channel လို့ရှာမတွေ့ဘူးဆိုရင်အရှိခံအင်္ဂလိပ်စာသင်တန်းအဲ့လိုမျိုးရှာရင်ရပါတယ်လို့နော်ဆိုတော့ဒီနေ့သင်ရမယ့်သင်ခန်းစာကတော့ model verb plus noun ရဲ့ cool ဆိုတဲ့စကားလုံးဖြစ်ပါတယ်ပေါ့နော်ဒီနေ့အစကတော့ဒီနေ့သင်ခန်းစာမတင်တော့ဘူးလို့ရည်ရွယ်ပြီးတော့ဗီဒီယိုမလုပ်ဖြစ်ဖို့ပေါ့နော်မနေ့ညကလေးကစနေနေ့ညကလေးကဗီဒီယိုမလုပ်ဖြစ်ခဲ့ဘူးပေါ့နော်ဒါဆိုတော့အပြင်မှာလေးဆရာမဒီမှာစနေတလင်းကနေဆိုရင်အပြင်သင်တန်းကပိုက်တယ်ပေါ့နော်အပြင်သင်တန်းပိုက်ထားတော့လူကလည်းနည်းနည်းခက်ပြင်းပြင်းဖြစ်နေဒါပေမဲ့ line ပေါ်မှာအလုပ်တစ်ဖက်နဲ့တော့၎င်းအဲ့လိုမျိုးအလုံးမရှိလို့တော့၎င်းပေါ့နော်အလုပ်တစ်ဖက်နဲ့တော့၎င်းအလုံးမရှိလို့တော့၎င်းတကယ်လို့အဲ့လို့ဆရာရှင်နေမှာဝင်ရောက်လေ့လာနေတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်လေဆိုပြီးတော့ပေါ့နော်တကယ်မျိုးလင့်သင်ခန်းစာအသစ်ကိုမျိုးလင့်နေမဲ့လို့ယုံကြည်တဲ့အတွက်ပေါ့နော်အခုမှပဲဗီဒီယိုအခုဆိုရင်မနေ့ခဏနာရီရှိပြီပေါ့ဗီဒီယို breakfast တော့စားပြီးပြီပေါ့နော် breakfast စားလိုက်တယ် breakfast ဒီနေ့စားတဲ့ breakfast ကတော့ coffee တစ်ခုပဲဖြစ်တယ်ပေါ့နော် coffee တောက်ရင်နဲ့စဉ်းစားတယ်ဗျာဒီနေ့ဗီဒီယိုလုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားအဲ့လိုမျိုးပေါ့နော်ဆိုတော့အခုတော့ပြောသလိုပဲမျိုးလင်းနေတဲ့သူတွေဆဲဗီဒီယိုအသစ်ကိုမျိုးလင်းနေတဲ့သူတွေရှိမယ်လို့ယုံကြည်တဲ့အတွက်ပေါ့နော်သင်ခန်းစာတွေအဆက်မပြတ်လေ့လာရအောင်ပေါ့နော်ဒီနေ့ဗီဒီယိုလုပ်ဖြစ်ပါတယ်နောက်ပိုင်းဆိုရင်တော့လေတစ်ဖက်မှာ၃ပုတ်ပဲတင်ဖြစ်ဖို့ရှိတယ်ပေါ့နော်နေ့တိုင်းဗီဒီယိုတင်ဖြစ်မှာမဟုတ်ပါဘူးဒါပေမဲ့တစ်ဖက်မှာ၃ပုတ်ဆိုပေမဲ့သင်ခန်းစာကတော့အခုလိုတလုံးရှင်းမဟုတ်ပဲသင်ခန်းစာနှလုံး၃လုံးလောက်ကိုစာလုံးနှလုံး၃သင်ခန်းစာ2ခု3ခုပေါ့နော်2ခု3မဟုတ်3ခုလောက်လုပ်ပြီးတော့ဗီဒီယိုတစ်ပုတ်မှာအဲ့လိုမျိုးလုပ်ပြီးတော့တင်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အပြင်မှာဆရာမလှုပ်ဆရာတွေလေးရှိတယ်လေကျောင်းသားတွေကအခုဆိုရင်ကျောင်းဆရာရဲ့ဒေတာမှာကျောင်းတွေတက်နေကြရပြီပေါ့နော်ကျောင်းတွေတက်နေကြတော့ကျောင်းတစ်ဖက်နဲ့ဆိုတော့သူတို့အတွက်လည်းအချိန်ပေးရတယ်ပြီးရင်အခုစနတန်းဖြေမဲ့သူတွေကလည်းပဲစာလာလုံးနေတဲ့ဟာတွေရှိတယ်ပေါ့နော်စနတန်းဖြေမဲ့သူတွေစာလာလုံးနေတဲ့ဟာတွေရှိတော့သူတို့အတွက်စာလုပ်ပေးရတာတွေရှိတယ်ပေါ့နော်အားကြောင့်မလို့ပါနော်ဆိုတော့ဒီနေ့သင်ရမယ့်သင်ခန်းစာကတော့ဘာလဲဆိုလို့ရှိရင် model verb plus noun ထဲကနေပြီးတော့ cool ဆိုတဲ့စကားလုံးဖြစ်တယ်ပေါ့နော် cold cold ဒီနေရာမှာထည့်ပြီးတော့မသင်ခဲ့ဖြစ်တာတခုရှိတယ်ပေါ့နော်အစားပိုင်းမှာအရှိခံအဖြစ်အစားပိုင်းမှာမသင်ခဲ့တာတခုရှိတယ်အခွင့်အရေးပေးခဲ့ရင်ပေါ့ဗျာဗီဒီယိုလုပ်ဖို့အခွင့်အရေးပေးခဲ့တယ်ဆိုလို့ရှိရင် playlist နဲ့ခွဲပြီးတော့တည်တံ့တစ်ခုလုပ်ပေးဖို့ရှိတယ်အဲ့ဒါကတော့အတန်ထွက်ပုံထွက်တဲ့အရှိခံပေါ့နော်အရှိခံအတန်ထွက်ပုံထွက်နေပေါ့ဩဝါဒကြောင့်လုံးပေါ့နော်ဒီနေရာမှာမှတ်ထားရမှာတော့ C နဲ့စရင်ခါခွေအတန်ထွက်မယ်ပေါ့နော်အဲ့ဒါအပြင်အားလုံးကိုဆိုလိုတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့များသောအားဖြင့်ပေါ့အတန်မထွက်တတ်ဘူးဟဲ့ဆိုလို့ရှိရင် C နဲ့စရင်ခါခွေအတန်ထွက်မယ်
တခါတခါမှအင်္ဂလိပ်စာစာပြီးတော့လေ့လာတဲ့သူတွေအဖို့ dictionary ဆိုဝဲကနေပြီးတော့နားထောင်ရင်လည်းပဲဘလို့ထွက်ကမဲ့မသိတဲ့သူတွေရှိတယ်ပေါ့ဗျာဒါအပြင်မှာသင်နေတဲ့ကျောင်းသူကျောင်းသားတွေထဲမှာတချို့အဲ့လိုမျိုးတွေ့ရတယ်ဆိုတော့ COULD code ကိုအဲ့လိုမျိုးတွေ့ရတော့အဲ့ဒီအတန်တွေကိုနားလည်ဖို့ရန်အတွက်ပေါ့နော်ဘလို့ထွက်ကမလဲဆိုတာကိုပါစက်ကထွက်တဲ့ဖို့ရန်အတွက်အရှင်ခံအပြင်ဒီနေရာလေးမှာမှတ်ထားပေးပါနော်ဟိုနေလွယ်ရင်လွယ်သူတို့ထစ်တင်ပေးသွားမှာပေါ့နော်စီနဲ့ဆိုင်ဘင်းစကလုံးပေါ့ဗျာဟိုဆရာတို့ရှေ့တော့ကသင်ခန်းစာပထမသင်ခန်းစာမှာသင်ခဲ့တဲ့ BCDFGHJKLMN PQRSTVWXYZ ဆိုတဲ့ဘင်း20တလုံးပေါ့နော်ဘင်း20တလုံးနဲ့စနေမယ်ဆိုလို့ရှိရင်အဲ့ဒီဘင်းတန်တွေကိုစထွက်ရမှာပါအတန်ထွက်ကပါနော်ဘင်းနဲ့ဆုံးနေတယ်ဆိုလို့ရှိရင်တော့အဆုံးစလုံးကတော့ဘင်းတန်ကိုအတန်မထွက်ပဲလေတန်လောက်ပဲထွက်ရမှာပေါ့နော်ဆိုတော့အတန်ကွဲပြားမှုတွေအနေငယ်ရှိတယ်ဒီနေရာမှာတေချာလေးမှတ်မယ်စီနဲ့စားတဲ့စကားလုံးတွေကိုကြတော့ခခွေအတန်ခဆိုတဲ့အတန်ပါအောင်ထွက်ကမှာပေါ့နော်ပြီးရင်ဒီမှာစီနဲ့ဆိုရင်တော့စားလုံးတန်ဖြစ်စားလုံးတန်ထွက်ရမှာဖြစ်ပါတယ်ပေါ့နော်အများသောအားဖြင့်ပြောတာပါနော် usually ဖြစ်တဲ့အရာတွေပေါ့ဗျာနော်စီနဲ့ဆိုရင်စားလုံးအတန်ထွက်ရမယ်ပြီးရင်စီနဲ့စားရင်ခါခွဲအတန်ထွက်ကမယ်နော်ဒါလေးသတိထားပါနော်ပြီးရင်ဒီနဲ့ဆုံးတယ်ဒီမှာ LD မှာ L အတန်ကတစ်ခါမှာတချို့စလုံးထဲမှာပါပဲတချို့စလုံးထဲမှာမပါဘူးအဲ့ဒါတွေကိုကြတော့တဖြည်းဖြည်းအင်္ဂလိပ်စာအရှိခံပိုင်သွားရင်ကိုလေ့လာလို့ရပါတယ်နော်ဒီမှာအများသောအားဖြင့်ဒီနဲ့ဆုံးနေတယ်ပေါ့နော်များသောအားဖြင့်အတန်ထွက်ရမှာကဒီနဲ့ဆုံးနေတယ်ဒီနဲ့ဆုံးရင်ဒါပေါ့နော်ဒါအဲ့လိုမျိုးကိုဒါဆိုပြီးတော့အတန်မဟုတ်ဘဲနဲ့လေတန်လေးပဲဒါအဲ့လိုမျိုးအတန်ထွက်ကမှဖြစ်တယ်ပေါ့နော်ဆိုတော့ COULD cold ဆိုတဲ့စကားလုံးကို cold အဲ့လိုမျိုးလေတန်လေးထွက်ကမှဖြစ်ပါတယ်ဒါဆိုရင်အတန်နီးကက်တဲ့အတန်ဖြစ်သွားပြီပေါ့နော်နီးစက်တဲ့အတန်လေးရမှာဖြစ်ပါတယ်ဆိုတော့ COULD cold ကဘာပြောလဲဆိုလို့ရှိရင်နိုင်ခဲတယ်လေအထိပ္ပယ်ရတယ်ဗောနော်နိုင်ခဲတယ်ဆိုတဲ့အထိပ္ပယ်ရသလိုတက်သည်စွန့်ရည်ရှိတယ်ဆိုတဲ့အထိပ္ပယ်ရတယ်သူ့ကိုအတိတ်စကားလုံးအနေနဲ့အသုံးပြုလို့ရသလိုလက်ရှိ present ဗောနော်အနေနဲ့အသုံးပြုလို့ရတယ်တခါမှ future အနေနဲ့အသုံးပြုတာလည်းရှိတယ်ဒီနေရာမှာcan cool ဆိုတဲ့ခံရ cool ရ WOULD would ရအဲ့ဒီစကလုံးသုံးလုံးကအရန်ခြေပြန်းတာတော့ကိုတွေ့ရတယ်အဲ့ဒီခြေပြန်းပုံကိုဒီနေရာမှာတစ်ခါတည်းသင်လိုက်မယ်ဆိုလို့ရှိရင်ကျောင်းသားတွေအနေနဲ့အရန်ရှုပ်ထွေးသွားမှာဆိုလို့သင်ခန်းစာတစ်ခုမှသိရမယ့်အတိုင်းတာလေးပဲသိထားရင်ရပါပြီလို့နော်သင်ခန်းစာတစ်ခုမှသိထားရမယ်အနေအထားလေးကိုပဲသိထားပေးပါလို့တခြားသောဗီဒီယိုတွေနားတော့ရင်ဟာဒီဗီဒီယိုနဲ့မတူပါလားဆိုတဲ့အရာလေးဖြစ်သွားတယ်လို့ပေါ့နော်ဒါကြိုတင်ပြီးတော့စကားပင်လင်ခံထားတာဖြစ်တယ်ဆိုတော့သင်ခန်းစာအလိုက်ပေါ့နော်သူ့ရဲ့အရှင်နေပါမှုဗီဒီယိုတစ်ပုဒ်မှာပါတဲ့အတိုင်းတာလေးပဲသိထားပေးပါတဖြည်းဖြည်းနဲ့အကုန်သိလာမှာပါလို့နော်အကုန်လို့တော့ဒါထည့်ပြောလိုက်တာပါဒါပေမဲ့ကုန်ရှင်းမလေးကုန်ပါလေသူများဟောဟာရစကားလုံးဆိုတော့လေဒါပေမဲ့ advanced level ပေါ့နော် advanced level high level အဲ့လိုမျိုး level အဆင့်သိရမယ့်အတိုင်းတာလောက်ကိုတဖြည်းဖြည်းသိလာမှာပါလို့ဒီနေ့ channel မှာဆရာသင်ပေးမှာကတော့ဘယ်လောက်အထိသင်ပေးမလဲဆိုလို့ရှိရင် advanced level အထိသင်ပေးမှာဖြစ်တယ်ပေါ့နော်ပြီးရင်စာ advanced level ပြီးပြီလားဆိုတော့မပြီးပါဘူး AC ရဲ့နီးတွေ letter ရဲ့နီးတွေပါ letter ရဲ့တဲ့နီးတွေပေါ့နော်အဲ့ဒီနီးတွေစနစ်တွေပါတခါတည်းဟောလွဲရင်လွဲတယ်လို့ကြားမှာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးသင်ပေးသွားဖို့ရှိပါတယ်လို့ဆိုတော့အင်္ဂလိပ်စာကိုလုံးဝအရှိခံမရှိပေမဲ့မတက်မှမပူပါနဲ့လို့ဟာငါဒီဗီဒီယိုကိုဝင်ကြည့်ပြီးတော့
ငါဘာမှနားမလည်ဘူးဆိုအဲ့လိုမျိုးမဖြစ်ပါနဲ့လို့အရှိခံမလိုပါဘူးလို့အင်္ဂလိပ်စာမှာနော်တခြားသောသင်တန်းမှာလည်းအဲ့လိုပါပဲအရှိခံမလိုပါဘူးသင်တန်းကပေးတယ်အတိုင်းတာလောက်ကိုပဲသင်တန်းကတနေ့စာပေးတယ်ပေါ့နော်တနေ့စာပေးတယ်ဗီဒီယိုဆိုလို့ဗီဒီယိုတစ်ပုဒ်စာမှာသိရမယ်သူပြောပြတဲ့ဆရာမတွေဟောသင်တန်းဆရာမတွေပြောထားတဲ့အတိုင်းပဲအသေးချာမှတ်ပြီးတော့ကြက်ထားမယ်ဆိုလို့ရှိရင်အရှိခံမလိုပါဘူးလို့ကိုကအလွတ်ရအောင်ကြက်ထားဖို့တော့အလွတ်မှတ်မိနေအောင်ကိုလေ့ကျင့်ထားဖို့တော့လိုတာပေါ့နော်ဗီဒီယိုတစ်ပုဒ်ကအလွတ်မှတ်မိနေအောင်လေ့ကျင့်ပြီးမှအသေးချာပိုင်းမှတည်းနောက်တစ်ပုဒ်သွားတင်တယ်လို့နော်နောက်တစ်ပုဒ်ကိုဆက်တင်တယ်အဲ့လိုမျိုးပါဒါမှမဟုတ်အပြင်တင်တဲ့တက်တယ်ဆိုလို့ရှိရင်လည်းပဲဒီနေ့စာပေးလိုက်တဲ့သင်ခန်းစာကိုပိုင်းအောင်ဒါကြောစားထားမယ်ဆိုလို့ရှိရင်အရှိခံလုံးဝမလိုပါဘူးပေါ့နော်အင်္ဂလိပ်စာမှာအရှိခံမလိုပါဘူးမြန်မာစာတည်တည်ရှာရှာလေးရေးတဲ့ပြီဆိုလို့ရှိရင်အင်္ဂလိပ်စာ ABCD ကနေစတင်လို့ရပါတယ်လို့နော်ဘလို့ပုံစံမျိုးပဲသင်တကယ်ကြောစားမယ်ဆိုရင်ဒါတကယ်တက်ပါတယ်လို့ဒါကိုယုံကြည်လိုက်နော်ဒါဆိုတော့ဒါဆရာရဲ့အတွေ့အကြုံပဲဖြစ်ပါတယ်ပေါ့နော်အတွေ့အကြုံဖြစ်တယ်စာပြလာတဲ့အတွေ့အကြုံဖြစ်တယ်ဒါပေမဲ့တည်တည်ရှာရှာဘလောက်ပဲပြဘလောက်ပဲရှင်းပြစာကိုရလို့တဲ့စိတ်နဲ့မဖတ်ဘူးမလေးကျင့်ဘူးဆိုလို့ရှိရင်တော့အကြောင်းမျိုးပြနေပြီဆိုလို့ရှိရင်တော့အဲ့ဒီလူဟာတက်เสียအကြောင်းမရှိဘူးပေါ့နော်တကယ်လို့တက်လာခဲ့မယ်ဆိုလို့ရှိရင်လည်းသူစိတ်ဆန္ဒပါပြီးတော့တကယ်စ조사တဲ့နေ့မှပဲသူတက်လာမှာပါလို့နော်အားကြောင့်တကယ်တက်ရှင်နေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကျောင်းသူကျောင်းသားတို့အနေနဲ့တည်တည်ရှာရှာလေးလိုက်လှုပ်ထားပေးဖို့ဒါဆရာအကြံပေးခြင်းပါတယ်ပေါ့နော်တိုက်တော့မတိုက်တွန်းခြင်းဘူးဗျဘာလို့ဆိုတော့ဝါသနာမတူလေနော်တယောက်နဲ့တယောက်တုံးနဲ့တူဝါသနာမတူဘူးအခုခေတ်မှာကဖုံးကိုကိုင်းစာလုံးမေဆိုတဲ့ဟာထက်တခြားသောအပိုင်းတွေကိုလှုပ်ထားပဲများလေနော်တခြားသောအရင်မရဖက်မရတာတွေကိုနဲ့ပဲအရှင်ကုန်နေတာများတယ်ပေါ့နော်အားကြောင့်ပေါ့ပါနော်ဟိုမှာသင်ခန်းစာကဘယ်နာနေလဲမသိဘူးနော်ဆိုတော့သင်ခန်းစာစိုက်အောင်ခုလ်ကိုအသုံးအနှုန်းကအများကြီးရှိပေမဲ့ဒီနေရာမှာနောင်နဲ့ပတ်သက်ပြီးတော့ပြောရမယ်အနေအထားလေးကိုပဲဆရာကသင်ပေးမှာဖြစ်ပါတယ်ဒါကလည်းပဲအနေအထားမှာအများကြီးရှိသေးတယ်ဒီနောင်နဲ့ပတ်သက်ပြီးပြောရမယ်အနေအထားမှာပုံစံအမျိုးမျိုးပြောလို့ရတယ်ဒါပေမဲ့အရှိခံလေးလောက်ပဲဒီနေရာဒီဗီဒီယိုမှာသင်ပေးရမယ်နော်နောက်ဗီဒီယိုတွေမှာပဲသူသင်ခန်းစာလိုက်ပဲအစမြင့်ယူရမယ်ပေါ့ဗျာနော်လက်တွဲခေါ်ရမယ်ပေါ့ so the subject plus could be plus noun subject ကတဲ့ noun ဖြစ်နိုင်ခဲ့တဲ့ noun ဖြစ်တဲ့ခဲ့တဲ့ noun ဖြစ်ဖို့စွမ်းရည်ရှိခဲ့တဲ့အဲ့လိုမျိုးအဓိပ္ပာယ်ရတဲ့အနေဖြင့်အသုံးပြုရမှာဖြစ်ပါတယ်ပေါ့နော် so the subject plus could be plus noun subject ဟာ noun ဖြစ်နိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဆရာတော်စတင်ကြမယ်နော်ဒါက positive sentence ဖြစ်တဲ့အဟုတ်ဝါကြပေါ့နော် positive sentence လို့ခေါ်တယ်အဟုတ်ဝါကြလို့ခေါ်တယ်သူကညင်ဝါကြတိဆောက်မယ်ဆိုလို့ရှိရင် cool မှာ not တလုံးထည့်ပေးမယ် cool don't လို့အတန်ထွက်မယ်နော် cool not ကို cool don't ဆိုပြီးတော့အတော်ကောင်းလေးနဲ့ပြောကြအောင် subject plus cool don't be plus noun subject ကတဲ့ noun ဖြစ်နိုင်ခဲ့မှာမဟုတ်ဘူးအဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်နော်နောက်မေခွန်ဝါကြတိဆောက်မယ်ဆိုလို့ရှိရင် could plus subject be plus noun could plus subject be plus noun subject ကတဲ့ noun ဖြစ်နိုင်ခဲ့မှာလားဖြစ်နိုင်ခဲ့လားအဲ့လိုမျိုးအဓိပ္ပာယ်ပေါ့နော်ဖြစ်ဖို့စွမ်းရည်ရှိခဲ့ရဲ့လားအဲ့လိုမျိုးအဓိပ္ပာယ်လေးကောက်လို့ရပါတယ်ပေါ့နော်ဘာသာပြန်လို့ရပါတယ်ကိုကြိုက်တဲ့ဟာနဲ့ဘာသာပြန်လို့ရတယ်အထီးကတော့သူအတိုက်အရှင်တစ်ခုကဖြစ်နိုင်ခဲ့လားဆိုတဲ့အဓိပ္ပာယ်ပါနော်သူ့ WH မေခွန်း၄မေခွန်းလုံးမယ်ဆိုလို့ရှိရင်ခုမေခွန်းဝကြဖြစ်တဲ့ခုနကဒီမေခွန်းဝကြရဲ့ရှေ့မှာပေါ့နော်လာမေခွန်းရဲ့ရှေ့မှာ WH တင်လျော်တဲ့ WH question တခုထည့်လိုက်ရင်ဒါပြီးသွားပြီပေါ့နော်ရှစ်သင်ခန်းစာမှာအခြေရှင်းပြခဲ့ပြီးဖြစ်တယ်ပေါ့နော်ဒီမှာ WH question ကတော့ noun ကိုလိုအပ်လားနော်ဒါမှမဟုတ် subject ကိုသိလို့မေးတာလား noun ကိုသိလို့မေးတာလားဘာကိုသိလို့မေးတာလဲဆိုတဲ့အဓိပ္ပာယ်အပေါ်မှာ
မူတည်ပြီးတော့တိလော်လော်မေးလိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီအမေးခံရတဲ့စကားလုံးဟာဒီ test စာကြောင်းရေးတဲ့အခါမှာထည့်သွင်းလို့မရတော့ဘူးပေါ့နော်ဒါဆိုရင် sentence တိဆောက်ကြည့်ကြရအောင်နော်I could be a teacher I ဟာ subject ဖြစ်တယ် could be ကကြတော့ could ကကြတော့ model ဘာဖြစ်တယ် be ကကြတော့ဒီနေရာမှာ noun နဲ့ could နဲ့တွဲရတာမို့လို့ be တစ်လုံးထည့်ပေးရခြင်းဖြစ်တယ်ဒါလေးမှတ်ထားနော် noun နဲ့ could နဲ့တွဲရတာ model ဘာနဲ့ noun ကိုတွဲရတာမို့လို့သူ့ရဲ့ဂျာမှာဘာခံပေးရလဲဆိုတော့ verb to be တစ်လုံးလုံးခံပေးရတယ်ပေါ့နော်present tense ဆိုလို့ရှိရင် simple present tense ဆိုလို့ရှိရင် am တို့ is တို့နောက်ပြီးရင်arer တို့ခံပေးရမှာပေါ့နော်တစ်လုံးလုံးဒီနေရာမှာတော့ model verb ဖြစ်တဲ့အတွက် msr was were တို့ဘာလို့မခံဘူး be ဆိုပြီးတော့တစ်လုံးအမြဲတမ်းလိုက်ပေးရတယ်နော်ဒါက noun နဲ့တွဲရတဲ့အတွက်မို့လို့ပါနောက်ပြီးရင် preposition နဲ့တွဲရင်လည်းအဲ့လိုမျိုး could ရဲ့နောက်မှာ model verb ရဲ့နောက်မှာ be တစ်လုံးခံပေးရတယ်preposition ဆိုတာကတော့ with verb ပေါ့နော်နေရာပြပုတ်လို့လည်းခေါ်တယ်ပေါ့နော်နောက်တစ်ခုကဒီ b ကို model verb နဲ့ model verb ရဲ့နောက်မှာ be ခံပေးရတဲ့အရာတစ်ခုရှိသေးတယ်အဲ့ဒါကတော့adjective ပေါ့နော် adjective တွေနဲ့ဒီ model verb တွေနဲ့တွဲရင်လည်းပဲ be တစ်လုံးခံပေးရတယ်နော်simple present tense ဆိုလို့ရှိရင် ise တို့ arer တို့ amm တို့ခံပေးရမှာပေါ့နော်past tense ဆိုရင် was တို့ ne were နှစ်ခုမှတစ်ခုခံပေးရမယ်ပေါ့နော် subject ရှင်တွေကိုကြည့်ပြီးတော့ပေါ့နော်ဆိုတော့ဒီနေရာမှာ model verb နဲ့ noun နဲ့တွဲတဲ့အခါမှာဗာထည့်ပေးရမလဲ be တလုံးအမြဲတမ်းထည့်ပေးရမယ်လို့မှတ်ထားပေးပါနော် I could be a teacher I couldအဲ့လိုမျိုးပါနော် task ထုံးတဲ့လို့ပါလို့ထွက်တယ်ဗျာဒါပေမဲ့ဒါတွေအတန်ဖက်ကိုပါတယ်အောင်တော့လုပ်ပေးရမယ်ပေါ့နော် could အဲ့လိုမျိုးပေါ့ could အဲ့လိုမျိုးမဖြစ်ရဘူးဆိုပြီးတော့မဖြစ်ရဘူးပေါ့နော် could အဲ့လိုမျိုး could အတန်ထွက်အောင်လည်းမပြောနိုင်အောင်ဆိုတဲ့စကားလုံးကိုလေတန်လေးပဲ could I could to be a teacherကျွန်တော်ကဆရာတယောက်ဖြစ်နိုင်ခဲ့တယ်ကျွန်တော်မှဆရာဖြစ်ဖို့စွမ်းရည်ရှိခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတယောက်တယ်ဗျာဒါပေမဲ့ကျွန်တော်မှာဆိုပြီးတော့အဲ့လိုမျိုးမပြန်ဘူးပေါ့နော်ကျွန်တော်ဟာကျွန်တော်တီဆိုတဲ့ကဟာတီဆိုတဲ့စကားလုံးထဲကနေပြီးတော့တလုံးလုံးနဲ့ဘာသာပြန်မယ်ပေါ့နော် I could be a teacher ကျွန်တော်ကဆရာဖြစ်ဖို့စွမ်းရည်ရှိခဲ့တယ်အဲ့လိုမျိုးပေါ့နော်ဆရာဖြစ်နိုင်ခဲ့တယ်အဲ့လိုမျိုးဆရာဖြစ်နိုင်ခဲ့တယ်ဒီနေရာမှာတော့တက်ခဲ့တယ်ဆိုတော့ဖြစ်တက်ခဲ့တယ်ဆိုတော့မပြန်သင့်ဘူးပေါ့ဗျာနော်မစီလျော်ဘူးပေါ့ဆိုတော့ I could be a teacher I က subject ဖြစ်တယ် could be ကကြတော့ model ပါ could ကကြတော့ model ပါဖြစ်တယ် be ကကြတော့ဒီနေရာမှာmsr ဆိုတဲ့ verb to be စကားလုံးဖြစ်တယ်ပေါ့နော်ဒီ sentence က verb to be အောက်မှာပဲရှိနေတော့လေဒီ model ဘာဟာ verb to be အောက်မှာပဲရှိနေတဲ့အတွက်ကြောင့်မို့လို့ be တလုံးခံပေးရတာဖြစ်တယ် teacher a ကတော့တခုတော့တရားသူက article ပေါ့နော်teacher ကတော့ဆရာဖြစ်တယ်ပေါ့ noun ပေါ့နော် teacher နေရာမှာတခြား noun တွေတွေ့သုံးလို့ပြောင်းသုံးလို့ရပါတယ်နော် teacher ဆိုရင် teacher တလုံးလေးသိရမှာမဟုတ်ဘူး noun တွေကိုကြတော့ meaning ဝဟာရတယ်အများကြီးချက်ထပ်ကမှာဖြစ်ပါတယ်ကိုကဘာအကြောင်းအရာနဲ့ပြောချင်တာလဲပေါ့နော်ပြောချင်တဲ့အကြောင်းအရာnoun နဲ့ပြောချင်တဲ့အရာနဲ့ပတ်သက်တဲ့ noun တွေကိုချက်ထပ်ကမှာဖြစ်ပါတယ်ပေါ့နော်လုပ်ငန်းခွင်မှာဆိုရင်ဗျာကိုကဘာလုပ်နေလဲပေါ့စက်ရုံမှာလုပ်နေဆိုတော့စက်ရုံထဲကနာမည်တွေပေါ့နော်ပစ္စည်းနာမည်တွေအခေါ်ရမယ့်နာမည်တွေလူနာမည်ပစ္စည်းနာမည်ရုံခန်းနာမည်ပြီးရင်အလုပ်အကိုင်ရဲ့နာမည်အဲ့လိုဟာတွေကိုအခေါ်တွေကို noun လို့ခေါ်တယ်ပေါ့နော်နာမည်တွေပေါ့နော်နာမည်မှန်သမျှဟာ noun လို့ခေါ်တယ်noun တွေနဲ့ပတ်သက်ပြီးတော့ချက်ထပ်ကမှာဖြစ်တယ်ဒါမှလုပ်ငန်းခွင်ထဲမှာကိုယ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းခွင်ထေကဝဟာရတွေကိုတိတိကျကျသိထားမှသာလျင်ဥပမာ set ပစ္စည်းဆိုရင် mission ပေါ့ဗျာ set ပစ္စည်းတွေနော်ဒီ mission ကမကောင်းဘူး this mission is isn't good အဲ့လိုမျိုးပေါ့ဒီ mission ကပြတ်နေပြီအဲ့လိုမျိုးတွေ
ပြောတတ်ဖို့အရာအတွက်ကြတော့မိမိရဲ့လုပ်ငန်းခွင်တွေကနောင်းတွေကိုအကုန်လုံး dictionary နဲ့ကြည့်ပြီးတော့ဗောနော်ကြက်ထကမှာဖြစ်ပါတယ်သိချင်တဲ့စကားလုံးကိုမြန်မာလိုရိုက်ချလိုက်ရင်အင်္ဂလိပ်လိုထွက်လာမှာဖြစ်ပါတယ်ဗောနော်အင်္ဂလိပ်စာကိုကြက်တဲ့အခါမှာဟို comment တစ်ခုဖတ်ရတာရှိတယ်သူကို reply တော့ပြန်ပေးထားပါတယ်နော်ဒီနေ့အထက်မှာဒီနေ့လာတင်တဲ့အထက်မှာအဲ့ဒီကျောင်းသားပါကျောင်းသူကျောင်းသားပါလားမပါလားတော့မသိဘူးနော်ဆိုတော့မင်းတို့ဟာရတွေကိုတဲ့စာလုံးပေါင်းလို့ကြက်ကမှာလားဆရာဆိုပြီးတော့မေးထားတာတွေ့ရတယ်ဆိုတော့အဲ့ဒီမင်းတို့ဟာရတွေကိုစာလုံးပေါင်းလို့မကြက်ဘူးဆိုလို့ရှိရင်ဘယ်လိုရေးမလဲပေါ့နော်ရေးတဲ့အခါအဆင်မပြေဘူးဖြစ်မယ် t-shirt လို့မျိုးကြံထားတယ်ဆိုပါဆိုပြီးရင်စာလုံးပေါင်းမသိဘူးဆိုလို့ရှိရင်ကိစ္စရေးရမယ့်အနေထားဆိုရင်ကိုယ့်ရဲ့အတန်ကအကြောင်းကြောင့်မပီကလာဖြစ်သွားတယ်ဆိုလို့ရှိရင်တစ်ဖက်လူကနားမယ်လို့ဟဲ့မင်းစလုံးပေါင်းဘာလဲလို့မေးလာခဲ့ရင်ဆိုရင်ဘယ်လိုပြောမလဲပေါ့နော်အားကြောင့်မလို့ဟောရတွေကိုစာလုံးပေါင်းပြီးတော့ကြက်ထားတာပို့ပြီးတော့အဆင်ပြေပါတယ်ဗောနော်ဒါကြက်အဲ့လိုမျိုးပဲကြက်ထားသင့်ပါတယ်ဗောနော်ဆိုတော့ I could be a teacher ကျွန်တော်ကဆရာတယောက်ဖြစ်နိုင်ခဲ့ပါတယ်တဲ့မေခွန်အငင်းဝကြလုံးမယ်ဆိုလို့ရှိရင် I couldn'tခုနဲ့တော့နဲ့ပေါင်းလိုက်တော့သူ့အတော်ကောက်ရေးလိုက်မယ်ဆိုလို့ရှိရင်ရေးလိုက်မယ်ဆိုလို့အတော်ကောက်ရေးလိုက်မယ်ဆိုလို့ရှိရင် I couldn't be a teacher ကျွန်တော်ကဆရာတယောက်ဖြစ်နိုင်ခဲ့တဲ့ကျွန်တော်ကဆရာတယောက်ဖြစ်နိုင်ခဲ့သလားဆို could I be a teacher ကျွန်တော်ကဆရာတယောက်ဖြစ်နိုင်ခဲ့လားဖြစ်နိုင်ရလားအဲ့လိုမျိုးဖြစ်နိုင်ခဲ့ရလားအဲ့လိုမျိုးကျွန်တော်မှဆရာဖြစ်ဖို့စွမ်းရည်ရှိလားဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်တာပေါ့ဗျာ What could I be ကျွန်တော်ကဘာဖြစ်နိုင်ခဲ့လဲဆိုတဲ့ခဲသည်နဲ့ဒီနေရာမှာဘာသာပြန်ပြထားတာပေါ့နော်ဒီနေရာမှာခဲသည်နဲ့ပဲဘာသာပြန်ပြထားပါတယ်ဆိုတော့ WH question ကတော့ကိုကြိုက်ရကိုတောင်းလိုက်ရတယ်လိုက်ဖက်မဲ့အဓိပ္ပာယ်မျိုးပြန်ပါလို့နော်ကိုတုံးလိုက်တဲ့ WH question ဟာဘာကိုဆိုလိုတာလဲဟိုမနေ့ကဗျာဟိုသင်ခန်းစာ30မှာဒါ WH question နဲ့ပတ်သက်ပြီးတော့ရှင်းပြခဲ့ပြီးဖြစ်ပါတယ်အတူတူပါပဲလို့เนาะစာအုပ်မှာလိုက်ပြီးတော့မှတ်ထားတယ်ဟဲ့ဆိုလို့ရှိရင်ရေးမှတ်ထားတယ်ဟဲ့ဆိုလို့ရှိရင်ဒီလိုပဲစာသင်တော့ဒီလိုပဲသင်တာကောင်းပါတယ်ဖုန်းထဲမှာသင်ထားရုံနဲ့တော့မိတ်ဆွေအတွက်ကျောင်းသူကျောင်းသားတွေအတွက်အဆင်မပြေဘူးပေါ့နော်ရေးရှိမခံဘူးပေါ့ဖုန်းထဲမှာသင်ထားတာကကြီးဖြစ်ရှင်မှကြီးဖြစ်တာလေအစ်ပဲရှာနေတာလူတွေကအစ်ပဲရှာနေကြတာအဟောင်းဆိုရင်တိုက်ပြီးတော့ပြန်မကြည့်ဖြစ်ဘူးပေါ့နော်ဒါကြောင့်စာသင်တဲ့အခါမှာစာအုပ်နဲ့တည်တည်ရှာရှာလိုက်တင်ပါလိုက်မှတ်ပါပြီးရင်တည်တည်ရှာရှာသင်ခန်းစာကိုနိုင်နေအောင်ကျင့်ပါဒီတိုင်းတကြောင်ထိုးပြထားတယ်ဆရာကတော့တကြောင်လေးပြထားတယ်ပေါ့နော်ပုံစံတစ်မျိုးပဲပြထားတယ်ဒါပေမဲ့အဲ့ဒီ t-shirt ဆိုတဲ့ပုံစံနဲ့ပြထားပေမဲ့တခြားသောနောင်းတွေနဲ့ရဲမှာကိုမပြင်းပါနဲ့ပေါ့နော်တခြားသောနောင်းတွေနဲ့ပြောင်းပြီးတော့ subject ကိုလည်းပဲ I ဆိုရင် we you တွေနဲ့ပြောင်းပြီးတော့ရေးပြီးတော့လေ့ကျင့်ကြပါလို့ဒါအထူးတိုက်တွန်းခြင်းပါတယ်လုံးဝမပြင်းပါနဲ့များရေးပြီးတော့များကျင့်နိုင်လေးရက်လာလေးဖြစ်မှာပါဒါကြောင့်မို့လို့အကုန်သူဝင်ရောက်လေ့လာကြတဲ့သူတွေအကုန်သူနားလေသဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ပေါ့နော်ဒါဆိုရင် see you bye bye